အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဆန်ရော PDF ရထားစီရှင်နားမှာရှိတယ်ဆဲနာဒီပလိုမာကတောင်ယူဆောက်ထားတဲ့ဂျိုဘတ်ကွန်လိုလုံးနဲ့မိတ်ဆက်ပေးရှင်ပါတယ်ကွန်လိုရဲ့နာမည်ကတော့ Kid Sanron Interchain ကွန်လိုပဲဖြစ်ပါတယ်23 square meter 1 bedroom ခန်းဖြစ်ပါတယ်အခန်းထဲကိုဝင်လိုက်တာနဲ့စပွဲသေးလေးရှိမယ်ဟိုဘက်ချမ်းမှာဆိုရင် kitchen ရဲ့အိမ်သာချိုးခန်းရဲ့ပါမယ်ဒီဘက်ကိုဆက်လာမယ်ဆိုရင် living area ရှိမယ် living area နဲ့ bedroom ခန်းထဲကိုမှန် slide door လှုပ်ထားပေးပါတယ်ဟိုဘက်မှာဆိုရင်အဝတ်ချလို့ရတဲ့နေရာနဲ့အလှပြင်လို့ရတဲ့နေရာပါမယ်သူလဲ slide door နဲ့လှုပ်ထားပေးပါတယ်ဒီခန်းကတော့1 bedroom ခန်းပါပဲ square meter ကတော့26 square meter ရှိမယ်ခုနခန်းနဲ့ဆိုင်ရင်နည်းနည်းကျယ်မယ်မတူတာကတော့ kitchen နဲ့ inner ချိုးခန်းကိုတက်တက်လုပ်ထားပေးတယ်ဝမ်ဒါလည်းပါမယ်ဒီဂျိုဝိုက်ကွန်ကိုစိတ်ဝင်စားရဆိုရင်ကျွန်တော်တို့ကိုဆက်သွယ်မြဲမြဲစုံစမ်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်